ဆိုတဲ့မိမသူ့ရဲ့ဇာတိတောက်ဘောမိန်တစ်ချောင်းနဲ့လဲမဲ့အတန်းထားလို့ချင်းနေရလားရာဇဝင်ရိုင်းသွားမယ် ညို့ကလာတဲ့ဧည့်သည်ချင်းနဲ့ချောလိုက်တာ တေးရနဲ့ဘာရှောက်ပြောနေလဲရှင့်ကိုကျမအခုချက်ချင်းပြင်ကနေမောင်းထုတ်လို့ရတယ်ဆိုတာရှင်မမေ့နဲ့ တော့ရရဆက်ဆက်လောက်ရတာလေအယူကြီးရတိတာချူးမှချူးတန်းတန်းဆွဲဖြစ်နေခုတ်သားကိုနောက်ထိန်တော့ရရင်လည်းအမြတ်မရရင်လည်းရင်းမယ်တဲ့လူအများလေးလွယ်လွယ်ရရလူပြအောက်ဝင်တာညီမလေးရုပ်ညီမလေးအစ်စ်တယ်ဘယ်ယောက်ျားကိုကောင်းကောင်းပြီးယူလို့ရတယ်ငါ့ကိုထိတယ်ငါ့ကိုနည်းနည်းလေးထိလိုက်တာလီးပွင့်သွားရင်ရေကုန်ရေခမ်းပြန်လုပ်တတ်တဲ့မိန်းမတယောက် မမကဒီအရင်ကနာမည်ကြီးတရုပ်ဆောင်နေဒီဇလန်တွဲတွေကိုပြန်ရိုက်တဲ့အခါမှာပေါ့နော်ဘလို့ဇက်ကောင်ရဲ့ဒီ character ကိုအမမှုသွင်းပြီးတော့တရုပ်ဆောင်လဲပေါ့နော်ဘလို့မျိုးဒီခန်းစားချက်တမင်တရုပ်ဆောင်လဲဆိုတော့လည်းပြပြပေးပါအောင်ရှင် ပထမဆုံးရိုက်ဖူးတာတော့ဒီတရဖူဆိုတဲ့ဇလန်တွဲပေါ့နော်အဲ့ဒီအေးဆိုတဲ့ character တစ်ချိန်လုံးကမေမွေးတရုပ်ဆောင်ခဲ့တာပေါ့ရောက်ခမအမေတော်နွဲ့နွဲ့ဆန်းဖြစ်မယ်အကယ်ဒမီလည်းရထားတယ်လေဆိုတော့အဲ့ဒီကားကိုချူလေးကဇလန်တွဲအနေနဲ့ပြန်ပုံဖော်ရတော့မယ်ဆိုတော့ချူလေးကကြည့်တယ်ကြည့်ဖြစ်အောင်ကြည့်တယ်ကြည့်ပြီးတော့မှဒါကတော့ရုပ်ရှင်နဲ့ဇလန်တွဲဆိုတော့တချို့မတူတဲ့ဆင်းတွေတော့ရှိတာပေါ့နော်ဒါပေမဲ့ကြည့်ဖြစ်အောင်ကြည့်တယ်ကြည့်ပြီးတော့မှမေမွေးရဲ့ဒီလိုတရုပ်ဆောင်တာဒီလို frame ဒါပေမဲ့အဲ့ဟာလေအေးပဲအဲ့နောက်ထပ်အေးတစ်ယောက်ကရောဘယ်လိုပုံစံမျိုးပေါ့နော်ဟိုဖန်တီးနိုင်မလဲပေါ့ချူလေးတို့ကြတော့တရုပ်ဆောင်လဲဆိုပေမဲ့ character တစ်ခုကိုဖန်တီးယူရတာဆိုတော့မေမွေးကိုမမှီဘူးဆိုရင်တော့မှတမျိုးလေးပေါ့နော်ပုံစံလေးပြောင်းနေတဲ့အေးတော့ဖြစ်ကိုဖြစ်ရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့မေမွေးကိုတေချာကြည့်ရပြီးတော့မေမွေးဒီလိုလေးလုပ်ရင်ဒီဘက်အေးရောဘယ်လိုပုံစံမျိုးလေးပေါ့နော်ဒါကတော့အဲ့လိုမျိုးလက်ဆင့်ကမ်းပြီးယူရတယ်မေမွေးရဲ့အေးကိုလက်ဆင့်ကမ်းယူတယ်ပြီးတော့မှကိုယ့်ရဲ့ creation လေးနဲ့မတူအောင်ပေါင်းထည့်ပေါ့ အေးအကိုကိုချစ်လို့အားကြီးလို့ဒီအချိန်ကြီးကိုသိခံပြီးတော့နေလာခဲ့တာအခုဒီတိုင်းရေရှည်မျောပြီးတော့အိမ်မနေနိုင်တော့ဘူးကို ငါဘာပြောလိုက်လဲပြန်ပြောစမ်းငါဘာပြောလိုက်လဲ အေးအကိုရဲ့ပတ်ဝန်းကျင်မှာဆက်မတိုးနိုင်တော့အကိုပတ်ဝန်းကျင်ကလူတွေအားလုံးကိုအေးယွတ်နေအကိုပတ်ဝန်းကျင်နဲ့ဝေးရအောင်အေးဆွဲထုံနိုင်မှာတော့အေးရမယ်နောက်ဆုတ်ပြီးတော့ထပ်ပြေးရတော့မှာပေါ့ အခုလက်ရှိပြနေကောင်းကင်ဘာကြောင့်ပြသူကဝတ္ထုလေးရှိရဲဆီယမလာမင်းမိုးရဲ့ဝတ္ထုပေါ့အဲ့ဒါကိုရုပ်ရှင်ပြင်ရိုက်ထားတာကိုသားကြီးမနန္နာမယရနာခင်ကိုဆိုင်ဘို့ဦးထွန်းထွန်းဝင်းတို့တွေနဲ့အဲ့ဒါကိုလည်းပြန်ကြည့်တယ်ပြန်ကြည့်တော့ကြည့်ရလေငိုရတာပေါ့နော်မျက်ရည်တွေပါကြက်အားကောင်းလိုက်တာပေါ့နော်တကယ်ကိုမနန္နာတို့ကိုသားကြီးတို့ရဲ့ acting တွေဆိုတာအရမ်းမိုက်တယ်ဒါပေမဲ့ကြည့်ကိုကြည့်ရမယ်လေချူလီရဲ့ပြန်ကြည့်ရဲကြည့်ပြီးတော့မှ director နဲ့တိုင်ပင်ပြီးတော့ကောင်းကင်ပြားကြောင့်ပြတယ်ဒီမိုးထီယာရောမနန္နာတို့ဆီယမလာမင်းမို့တို့ရဲ့ဝတ္ထုတွေရနဲ့လည်းမလွဲရဘူးဒါပေမဲ့ character ပုံစံလေးတစ်မျိုးဖြစ်နေအောင်ဘယ်လိုလေးထူးခြားအောင်စူးစမ်းရမလဲဆို director ရဲ့လမ်းညွှန်မှုနဲ့အခုလည်းအကောင်းဆုံးစူးစမ်းထားတယ်ပေါ့ ဟုတ်ကဲ့ပါမမအခုလည်းညီမတို့လည်းဒီကားလေးကိုစောင့်မျှော်နေပါမယ် ရေချိုးတနခါလိမ့်လာလို့ရှင်လဲပိန်ဟိုးတဲ့ကိုမောက်ကြလာတာလားတဲ့ရေချိုးတော့လဲအပြစ်ရေမချိုးတော့လဲအပြစ်အဲ့တော့ငါဘာသာငါနေချင်းသလိုနေမယ်ဟာမချိုးနိုင်ဘူးဒီကလူတွေကငါ့ကိုဘယ်သူကများကောင်းတာပြောဘူးလို့လဲ နင်တို့နဲ့ဟောင်းတဲ့အမျိုးတွေပါဟဲ့ဘာမှသကုန်းလို့လာပြီးစွတ်သွဲနေကြမလို့ပါဘူး ကိုကလေအခုချိန်မှာနိုင်ငံခြားမှာကြောင်းတက်နေပညာတတ်ကြီးဖြစ်ငါကတော့10တန်းကိုတဖုံဖုံကြာပြီသူကလည်းအိမ်မော်တာမဲတူညပတ်စုပ်ပြန်တာဆင်းရဲတဲ့လူတွေရောဘာကြောင့်ဆင်းရဲရလဲချမ်းသာတဲ့သူတွေရောဘာကြောင့်ချမ်းသာကြလဲဟောဒီကောင်းကြီးရောဘာကြောင့်ပြနေရလဲ ကဲပါမဒီခုတော့ပေါ့နော်မမရဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးခဏခဏယုံတင်နေရအောင်တွေ့ရတယ်ပေါ့နော်ညီမတို့ဆိုဒီမမချူတင်မြန်ပြီဒီကားတင်မြန်ပြီဟိုကားတင်မြန်ပြီအမှန်တကယ်ကိုလိုက်ကြည့်ဖို့စူးစမ်းနေရတယ်ပေါ့နော်အေးဒီ academy ရပြီနောက်ပိုင်းမှာပြည့်သက်တင်နေပို့ပြီးတော့ထိတွေ့နေရတာလားရှင် အဲ့လိုလဲတော့လည်းမဟုတ်ပြန်ဘူး academy ဒီပေးပွဲမတိုင်ခင်ကတည်းကချူလေးရုပ်ရှင်တွေရိုက်ထားတာပေါ့နော်ချူလေးတယောက်တည်းမှာရိုက်တာတော့လည်းမဟုတ်ဘူးဘသူ့ကိုမေးလိုက်အကုန်လုံးကားရိုက်နေကြတာကြီးပဲဒါပေမဲ့ကန်ကောင်းတာလားကန်ဆိုးတာလားမသိဘူးရိုက်ထားသမျှတွေတန်းစီပြီးတင်လိုက်တာအဲ့လိုဆိုတော့လေချူလေးတော့ကတော့ပရိသတ်အနေနဲ့ပို့ပြီးထိတွေ့ခွင့်ရတယ်ပရိသတ်တွေချူလေး item တွေကိုဒီတစ်နှစ်ထဲမှာလည်းအများကြီးကြည့်ရတယ်ဝမ်းသာရတယ်လို့ပ
ရိသတ်တွေရိုးမြရိုးသွားမလားအဲ့တင်နေရလဲဟာသားတွေကများနေပြီပရိသတ်တွေဘောနော်ဒီထပ်ပြီးတော့မှပေါ့ကိုယ့်ကိုဘောနော်မကြည့်ချင်တော့ဖြစ်လာမလားဆိုရယ်စိုးရင်စိတ်တွေလည်းအရန်ဖြစ်လာရတယ်ပေါ့နော်အဲ့တော့ဟိုချူလေးတစ်ယောက်တည်းကြီးပဲရိုက်နေပြီးတော့ခြံတဲ့လူတွေနားနေရတာမဟုတ်အားလုံးရိုက်နေရတာပြီးတော့မှရုံပေါ်မှာစီလိုက်တော့အဲ့လိုကြီးဖြစ်သွားတာဆိုတော့ဟိုကောင်းချင်းစိုးချင်းကတော့ဒွန်းတွဲနေတာပေါ့နော်ဟုတ်ပါတယ်မမမိုးမြေတသိမ့်သိမ့်တုံး ဟာရပြီးတော့ချွဲလိုက်တာလဲအတန်းရုံးမတီတီတောင်ချွဲနေပြီဟိုညီနေမရဲ့စီးဆက်နော် စီးတာပါစီးတာဘာလို့စီးဆက်လဲ အမေစီးတယ်မလေးငါအော်တယ်မတင်မေတော့ကွာ တသိမ့်သိမ့်တုံးအဲ့လိုမလုပ်ပါနဲ့မမတင်ပေးပါနော်တင်ပေးပါတောင်းမှပါရဲ့ အခုသွားမှာပါတီပတ်လား ဟုတ်တယ်လေ ပါတီဆိုတော့ကရတယ်လေ အေးဟုတ်တယ်လေ မလားဒီကတ်လား ကတ်တာဗော ကတ်ကြီးချစ်တူဝေးပုံ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 ကြီးကြီးဝေးပုံပုံပုံမလေးဟဲပါတီဘယ်သွားလဲညီအငိတ်ကဖို့လား ကားဆိုဒါပဲကတတ်တာလေ ကိုချိုက်တဲ့တငယ်လေးကကြည့်ပြီဆိုအေးအမဈေးတန်းခင်းပြီးတော့ရှောက်တကမယ်အမေတငယ်ကနောက်မှကြံခဲ့ပြီကိုကပြန်ပြီဆိုရင်ဈေးတန်းခင်းပြီးရှောက်ကြည့်စမ်းဟုတ်လားဟာမလေးညီလည်းဖေးမိဖို့ကြောင့်ရောက်နေပြီနည်းနည်းတော့ များသွားလား ဟုတ်လေ 55မှာဆိုရင်ပေါ့နော်ဒီမမရဲ့ရုံတင်စကားတွေကအများကြီးဖြစ်နေပေါ့နော်အခုလက်တော့မှာဆိုရင်လွန်ခဲ့တဲ့လပြီးသွားတဲ့ဒီမင်္ဂလာပွဲရုပ်ရှင်စကားကြီးနဲ့ပေါ့နော်အဲ့မှာဆိုရင်မ wedding planner တယောက်အနေနဲ့တည်ဆောင်တယ်ပြီးတော့ဒီ feeling စကားကြီးပေါ့နော်အထူးသဖြင့်ဒီ feeling စကားမှာဆိုရင်ဒီမမရဲ့ဒီတည်ဆောင်ချက်တွေအရန်ကောင်းလို့ပေါ့နော်ဒီ project တွေကိုယ်တိုင်ဒီနှစ်ကို academy စကားတင်ထပ်ဝင်မယ်လို့ဒီထင်ကြီးပေးနေကြရပေါ့နော်အဲ့ပေါ့အမရဲ့ PT လေးလည်းပြောပြပါအောင်ရှင် ဟုတ်ကဲ့ချူလေးရတော့ဒီအစောကြီးကလေးကဒီ feeling ဆိုရရုပ်ရှင်ကားကြီးကိုစပြီးလက်ခံတယ်ဇက်ကိုဖတ်တယ်ရိုက်ကူးကလေးကacademy ရပါစေ academy nomination ဝင်ရပါစေဆိုတော့စိတ်မျိုးလုံးဝမပါထားဘူးဘာလို့လဲဆိုတော့တခါတလေကြာရင်ရှိတယ်အရင်မျောလင်းချက်ကြီးရင်လွဲသွားတာလည်းရှိသလိုမျောလင်းချက်တွေများပြီးတော့လိုအပ်တာထဲကြုံတာတွေလိုအပ်မှာတွေအဲ့ဒါမျိုးတွေလည်းကြောက်တယ်ဘာလို့လဲဆိုတော့တယောက်ဆောင်တယောက်ဆိုတာဒီစိတ်ကိုအဖြူစင်ဆုံးထားပြီးတော့မှလုံးဝရှင်းတတ်နေတဲ့စိတ်ထဲကိုဒီ character တစ်ခုကိုထည့်မှအဲ့ character ကကွက်တီဝင်တာလေအဲ့ဆိုတော့တခါချူလေးကတော့ဘလို့တွေးထားလဲဆို academy မှတ်မိရိုက်တဲ့ကားတွေရှိတယ်ဘာကားလဲဆိုဟာတာကားအဲ့ဆိုမပေးဘူးလေမပေးဘူးဆိုတော့အကောင်းဆုံးစူးစမ်းတယ်လေနော် ဒီစားဟောင်းရဲ့မင်္ဂလာပွဲကိုပလန်နာလုပ်ပြီးစီစဉ်ပေးနိုင်ရတော့ personal professional professional နဲ့ကြော်သူအောင်နဲ့မင်္ဂလာပွဲကိုစီစဉ်ပေးရမှာလားနေနဲ့ရဲသွင်းနဲ့မင်္ဂလာပွဲကိုစီစဉ်ပေးရမှာလားပြောဒီရဲ့မင်္ဂလာလက်စွပ်ကြီးအခုမရှိတော့ဘူးအခိုးခံလိုက်ရပြီအားလက်စွပ်ခိုးခံဘယ်လိုလုပ်ပြီးမှလဲပြောငါဝယ်တဲ့ပလန်နာလေးလက်စွပ်ရောင်းတဲ့သူမဟုတ်ဘူးဟဲ့ ဘာဖြစ်လဲမင်းမိမောင်လိုချင်တာကွာ ဟာအခုမင်းမောယူတော့မှာ ဟုတ်လား ကျမဝယ်ယူလိုက်ကြပါတော့ရှင် drama ကားတွေကြတော့ worry များလို့မရဘူးအဲ့လိုရောက်ရက်ခတ်နေလို့မရဘူးအကောင်းဆုံးစူးစမ်းမှပြိတ္တရဲ့အကြိုက်ကိုတွေ့မှာအဲ့ဒါနံပါတ်1ပဲဂျန်နာကတော့ဟိုသူ့အချိန်နေနဲ့သူ့အခါနဲ့သူဖြစ်လာတာလေဒါဆူရခြင်းမရခြင်းဆိုတာကလူတစ်ယောက်ရဲ့ဒီဟိုကံပေါ်မှာလည်းမူတည်သလိုဒီ academy ဆိုတာလည်းအရန်နဲ့ကြီးတယ်အဲ့ဒီအတွက်အဲ့ဒါတွေကိုတော့မတွေးထားဘူးဟာသားနဲ့တော့တွေးတယ်ဘာလို့ဆိုတော့ဟာသားနဲ့ရတာမချောတယောက်ပဲရှိသေးတယ်လीနော်အဲ့ဆိုတော့လေဩဟာသားနဲ့ဆိုတအားကြိုးစားရမလားပေါ့ဒါမဲ့လည်းမရတော့ပါဘူး အခုအဲ့စိတ်ရိုင်းတွေကိုမထိန်နိုင်တော့ဘဲနဲ့ကြီးမေကိုရှင်တတ်လိုက်တာနေမှာပေါ့ရှင်ကယူလူတတ်သမားရှင်လို့စိတ်ရစလူတတ်သမားကိုချစ်ခဲ့မိတယ်တော့ကျမအရင်ယူနေကျမတို့အရင်ယူနေစိတ်ရစလူတတ်သမားယောက်ျားမဟုတ်လားဟမ်ရှင်ယောက်ျားမဟုတ်ဘူးလားလောက်ရည်ကန်ရရမှာပေါ့ရှင်ကနောက်လက်ကြီးဘာမှမရှိဘူးယူရဲ့ကျမမမိသားစုရှိတယ်ကျမမိသားစုကျမဒုက္ခရောက်ရကုန်တော့ဒုက္ခရောက်ကုန်မှာကျမစီကဝေးတော့မှာပါတယ်ပြောဝေးကန်လိုက်ပါတော့ရှင်လုံးလာတဲ့ကျမမရှိတဲ့ရောပြီးဒုက္ခရောက်တယ်2025ဒီနောက်ပိုင်းမှာတရုတ်ဆောင်ပေါ့နော် Academy ဆုရှင်ကိုနေဝင်းနဲ့ပေါ့နော်မယုံစကားကြီးအများကြီးတွေ့ရတယ်ပေါ့နော်အခုလည်းလက်တလုံးမှာယုံစကားတကားလေးတင်ထားရပေါ့နော်ဒီကလည်းဒီ comedy ဘိုင်းတွေမှာအမတရုတ်ဆောင်ရတဲ့အခါပေါ့နော်ဒီဟာသားစကားတွေမှာတရုတ်ဆောင်ရတဲ့အခါမှာဒီမှာဘလိုမျိုးမှုတွေပေါ့နော်ခန်းစားချက်တွေကိုတွင်းပြီးတော့ဒီတရုတ်ဆောင်ပြစ်လည်းမသိပေါ့နော် character ပေါ့ဟာသားကတော့လေတကယ်တဲဝင်ရိုက်ကြည့်တဲ့အချိန်မှာဟာသားကလည်းအရန်နဲ့နေတယ်ဆိုတော့ချူလေးတော့ဟာသားလုံနေတာပဲပရိသတ်တီရီတာပဲအစကတော့အဲ့လိုထင်ခဲ့တာဟာသားမာလေသူ့သူ့ category အများကြီးရှိတယ်ဥပမာကင်မရာရှေ့မှာချူလေးကရီရအောင်လုပ်ပြနေတာပရိသတ်ကရီတာလဲဟာသားပဲ
ချူလေးကကင်မရာရှိမှပူဆွေးတော့ကရောက်နေတာကိုပရိသတ်ကရည်စရာလဲဟာတာပဲချူလေးကငိုပြီးမျက်ရည်ပေါက်ကြီးငယ်ကြနေတာကိုပရိသတ်ကရည်စရာလဲဟာတာပဲအဲ့ထဲမှာအခက်ခဲဆုံးကတော့ကိုကမျက်ရည်ပေါက်ကြီးငယ်ကြပြီးငိုနေတာကိုပရိသတ်ကရည်တာအဲ့ဟာတာပညာကတော့အခက်ဆုံးပဲအဲ့ဒါကတော့ကိုယ်တိုင်လည်းအဲ့လိုဟာတာညံရှိရမယ်တရုပ်ဆောင်လာအချိန်မှာလည်းဟိုစိတ်ကိုဖိစီးပြီးတော့ပေါ့နော်ဒီစိတ်ကိုနှစ်ထားပြီးဒီ character မှာတရုပ်ဆောင်ဆိုပလော့ကလည်းရေးကြည့်တယ်တချို့ပလော့တွေကြတော့ချူလေးတို့အတင်းကြီးပေါ့နော်ပရိသတ်ကိုရည်ရအောင်တရုပ်ဆောင်ပြရတယ်အဲ့လိုရည်ရတဲ့ဟာတာ item တွေလုပ်ပြရတဲ့ပလော့တွေရှိတယ်လို့ဘာမှမဟုတ်ရိုးလေးပဲထိုင်နေရတဲ့ပရိသတ်ကပွဲကြစီမဲ့ပလော့တွေရှိတယ်အဲ့တော့နောက်ပိုင်းကျတော့ဟာတာတွေများလာတာနဲ့အမြချူလေးကတော့အဲ့လို challenge ဖြစ်စေမယ်ပေါ့နော်ဟာတာကားတွေကိုပို့ပြီးတော့စီစစ်ပြီးရွေးချယ်ပြီးရိုက်ဖြစ်မယ်လို့ချူဆုံးဖြတ်ထားတယ်အဲ့ဒါလည်းဒီရောင်ပြန်ဆိုရုပ်ရှင်ကားကြီးအကျိုးကျေးဇူးပေါ့နော်ရောင်ပြန်မှာတာမန်ကောင်မလေးတွေကအကိုဆုံးသွားတယ်အဲ့ပူဆွေးတော့ကရောက်နေတယ်အဲ့တော့အကိုရဲ့နဲ့ပတ်သက်ပြီးအလှူဒန်းတွေလုပ်ရင်းနဲ့အကိုကမကျွတ်မလွတ်တဲ့ဝိညာဉ်ဖြစ်နေတယ်ဆိုတာကိုသိရတာနေပြီးတော့အလွဲလွဲအချော်ချော်နဲ့ပုံမှန်ပဲတရုပ်ဆောင်သွားဒါပေမဲ့ပရိသတ်ကအရန်ကြိုက်ပြီးရည်တယ်အခုလက်တလောတင်ထားတဲ့ကားတွေငကားတွဲတွေထဲမှာဒီရောင်ပြန်ရဲ့ဝင်ငွေကအရန်အားရစရာကောင်းတယ်လို့တွေ့ရတဲ့အခါကျတော့ချူလေးအတွက်လည်းပညာရတာပေါ့ကိုရွေးချယ်ရိုက်ကူးမဲ့ကားဘယ်လို character ရွေးရမလဲဆိုတာလေဟုတ်ရှင်ကဟိုတရေတွေကိုတွေ့ရပြီးစကားပြောနိုင်တယ်ဆိုတော့တကယ်ပေါ့နော်ဒါပေမဲ့တရေတိုင်းတော့မဟုတ်ဘူး3កောင်နဲ့ဟာလာတယ်ဘာ3កောင်မ3ယောက်တည်း3ယောက်တည်း3ယောက်တောင်ဟုတ်တယ်အခုအဲ့တရေ3ယောက်ကဒီမှာရှိနေရလားရှိတယ်နောက်မှာတော့အရှိမ2ယောက်အရှိမဟုတ်ပဲဟုတ်တယ်ဟိုအဲ့တရေ3ယောက်ထဲမှာကျမကိုကြီးပါနေရလားဟင်ပါတာဗောကိုကြားလေးပါတာဗောကျွန်တော်ဝင်ဘူးတော့မှတင်လွမ်းလိုက်တာညီမလေးရေချောင်းနေငါမပူရသေးဘူးလေရောင်းနေငါဒီမှာပဲရှိသေးတယ်လေညီမလေးကကိုကြီးကိုလွမ်းတယ်ညီမလေးကကိုကြီးချောင်းနေငါညီမကအခုလွတ်လိုက်တော့ဒီမလွတ်ရင်ငါမင်းကိုယ်လည်းဝင်ပူပြီးငါဘောင်းမကြည့်ပြီးရက်ကတော့ရှောက်ပြေးပလိုက်မယ်နော်ကိုကြီးဒါရောင်းလို့ပါညီမလေးဒါပေမဲ့ကိုကြီးမထွက်ခင်လေကိုညီမလေးကိုဝတ်တော်ဝါကြီးပေးခဲ့မယ်ညီမလေးဟုတ်ကဲ့ပါမမအဲ့ဒါဆိုရင်ဒီမမပေါ့နော်အခုနောက်ပိုင်းမှာဒီဟာတာကောမဒီဘက်နဲ့ဒီ drama ဘက်မှာပေါ့နော်ဘယ်ကားတွေကိုဒီရိုက်ကူးဖို့တက်ပို့ပြီးတော့ဒီအားတန်လည်းမသိဘူး drama ပေါ့ drama ပေါ့အရင်ရိုက်ချင်တာလေဘာလို့လဲဆိုတော့ဒီ10စုနှစ်တစ်ခုလုံး MRTV4 မှာရိုက်လာခဲ့တဲ့ဒီဇလန်တွဲတွေအားလုံးဒီ drama တွေပဲလေ heavy drama ပါမယ် villain drama ပါမယ်အဲ့လိုမျိုးအဲ့တော့ drama ပဲရိုက်ချင်တာပါဟာတာဝါသနာပါတာနဲ့ရိုက်ကူးနေရတာနဲ့တစ်ထက်သေးကြပင်မဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်ကတော့ drama ရိုက်ချင်တာပေါ့နော်ဒါပေမဲ့ drama ဆိုမိတ်နေကြတယ်ဟာတာကားဆိုဇက်တစ်စက်ကိုဖတ်တာနဲ့မျိုးလုံးထဲမှာတန်းပေါ်လာတာနဲ့တူပါတယ်မမအသက်တာကြီးอ่ะလုံးအသက်တာဥသားကြဥတိုင်းပဲလူလေဘယ်လိုပဲဖြစ်ဥသားနဲ့မမကိုလုံးဝသဘောမတူနိုင်ဘူးဥနဲ့ဆိုရင်တော်သေးရဲ့ဟမ်ကလေးကဦးနဲ့မဆိုင်ဘူးဆိုရင်ပြန်လေအခုပြန်ဟုတ်လေဟာဦးပြောတဲ့ကလေးလေးဆိုတာဟိုကလေးလေးကိုပြောတာဟာဒီကလေးကဦးနဲ့ဆိုင်တာဗောဟိုကလေးလေးကအဲ့ဒါဟိုအမျိုးတခြားရုပ်ကကလေးအခုမှတော့သူ့အပြစ်ကိုယ့်အပြစ်တွေလာပြောမနေပါနဲ့အဲ့ကလေးကဦးကလေးမဟုတ်ဘူးဆိုရင်တော့အခုလိုမျိုးဦးနဲ့အထင်လွဲခံရတယ်ဆိုကြတဲ့ကွာဦးမှာအရင်တုန်းကတည်းကအရှုပ်စရာတွေရှိခဲ့ဘူးလို့ဗောဦးရဲ့ဒီမိုးပန်းဖွင့်စကားမှာပေါ့နော်မမကဒီခေါင်းဆောင်မင်းသမီးအနေနဲ့ဒီပထမဆုံးရိုက်ခဲ့ရတယ်ပေါ့နော်အဲ့ကားမှာဆိုလဲဒီမမအကယ်ဒမီစကားတင်ဝင်တဲ့အထီအောင်ဖြစ်ခဲ့ရပေါ့နော်အဲ့အတွက်လည်းမဒီကိုကြုံတွေ့ရတဲ့ခံစားချက်လေးပေါ့နော်အဲ့ feeling လေးကိုလည်းပြည့်တက်တဲ့တရားပြပြပေးပါအောင်နော်ဟုတ်ကဲ့ဒီမိုးပန်းဖွင့်ရဲ့သင်္ကေတဆိုတဲ့အထဲမှာတော့ဒီပါဝင်တဲ့တရုပ်ဆောင်တွေကဒီ MRTV4 ကပဲပေါ့နော်မင်းသားကတော့ဟန်လင်းတန်ပေါ့မင်းသမီးကတော့မေလေးရဲ့ချူလေးရဲ့ပေါ့ဒီ3ယောက်ကတော့အဓိကအနေနဲ့တရုပ်ဆောင်ခဲ့ရတာပေါ့အဲ့ထဲမှာမှချူလေးကကြတော့ချိုမြင်းဆိုတဲ့ကောင်မလေးပေါ့ချိုမြင်းကကြတော့ဒီဇက်ကြီးတစ်ခုလုံးကို narrator ပေါ့နော်ပုံမြင်ပြောသလိုမျိုးပြောပြရတဲ့ကောင်မလေးပေါ့မိုးပန်းဖွင့်ရဲ့သင်္ကေတထဲမှာမိုးပန်းကတော့မေလေးပေါ့နော်မေလေးရဲ့ဘဝဆက်ကြောင်းပေါ့အဲ့မေလေးရဲ့ဘဝဆက်ကြောင်းထဲမှာမှမေလေးချစ်တဲ့ကောင်လေးနဲ့ကိုနဲ့ချစ်သူဖြစ်သွားရတယ်အဲ့လိုလေးတွေကိုဒီဇက်ကိုပြောပြတဲ့narrator တယောက်အနေနဲ့တရုပ်ဆောင်ခဲ့တယ်ဆိုတော့အဲ့ကပြီးသွားတဲ့အချိန်မှာဘဝရဲ့ပထမအဆုံးရုပ်ရှင်ကားကြီးဘဝမှာတေချာလေးကို character ပေးတဲ့ကားလို့ပြောလို့ရတာပေါ့အဲ့ကား2018ခုနှစ်မှာချူလေးကဇကာတင်ဝင်ခဲ့တယ်ပေါ့
အဲ့ဒါနေနေကျင်းနေတယ် Academy ချူလေးကြီးဖြစ်လာရတဲ့ဒီဘိုးတော်ကင်းဇက်ကားမှာလည်းပေါ့နော်ဒီမမရဲ့ဒီကျိုးပန်းအားထုတ်မှုတွေကျိုးစားထားတဲ့ဟာတွေကိုလည်းပြည်သက်တွေသိအောင်ပြပေးပါအောင်ရှင်အဓိကကတော့ပထမဦးဆုံးချူလေးရဲ့သပင်ကိုပေါ့နော်တော်တော်အနာခံလိုက်ရတယ်ပေါ့အဲ့ဒါယုံတန်းဇလန်တွေမဟာနေပြတာလေတငယ်ချင်း3ယောက်ယုံတန်းမှာကြော့ဆိုတဲ့ကောင်မလေးကအဲ့ကားထဲမှာသပင်လေးကနည်းနည်းအဝါဘက်ကိုရောက်တယ်သပင်အဲ့ကားမပြီးသေးဘူးဒီစမ်းဝင်းမော်ပေါ့နော်ဘိုးတော်ကင်းကားကိုရိုက်ရတယ်ရိုက်ရတော့ညရင်းချင်းသပင်ချင်းရတယ်ဘိုးတော်ကင်းနဲ့စမ်းဝင်းမော်သပင်အနက်ရောင်လေးဆိုတော့ညရင်းချင်းအနက်ချင်းလိုက်တယ်ချင်းပြီးတော့4ရက်လောက်လဲရိုက်ပြီးရောဟိုဘက်ဇလန်တွင်ဇက်သိန်းရိုက်ဖို့လိုနေတဲ့အတွက်ညာရင်းချင်းပြန်ပြီးဝါတယ်အဝါကနေအနက်ရောင်ပြောင်းတော့လွဲတယ်အနက်ကနေအဝါကိုပြောင်းတော့လေ3ထပ်လောက်ပေါ့နော်3ထပ်လောက်ကျူလေးဒီသပင်ကိုဟိုအယောင်ပြောင်းသွားတော့အဲ့မှာသပင်ရက်ဆိုင်မှာပဲထမင်းစားရတယ်မအိမ်ုံတမယ်ပဲစနစ်ကြောမှာပြင်ရတယ်ဒါပေမဲ့နှစ်ကားစလုံးမှာကျူလေးတခုမှပေါ့နော်မရော့ခဲ့ဘူးအကောင်းဆုံးတော့ကျူလေးပြင်ဆင်ခဲ့ဒါကတော့ physical ဘိုင်းပေါ့နော်ဒီစိတ်အရာကြတော့နှစ်ကားလုံးကတော့ပူလောင်တာပဲဒါပေမဲ့ဟိုဘက်မှာအရန် strong ဖြစ်တဲ့ကောင်မလေးပေါ့နော်ကြော်မိုးတွေဒီဘက်မှာတော့ပေးဆက်လိုက်တာတကယ်ဝီကျွေးကြီးရဲ့အရန်ပေးဆက်ရတဲ့ကောင်မလေးပေါ့ဘာကွာရှင်းပေးလိုက်လို့နင်တို့တွေလွတ်လွတ်လပ်လပ်ပျော်ရွှင်နေရမယ့်ဘဝမျိုးလေငါလုံးဝမကြည့်နိုင်နင်တို့တွေလူရှစ်မထွက်ရဲပဲနဲ့ခိုးကြောင်ခိုးဝက်နဲ့လူကြားထဲမှာကြောက်လန့်နေရမယ့်အဖြစ်မျိုးပဲငါမရေကြီးနေရမိထိုင်ကြည့်နေမှာဟာမူအတက်အကြတော့တော်တော်ထိန်းသိမ်းရကားမောင်းရင်းနဲ့စိတ်ကိုချိန်ရတာပေါ့နော်စင်းစီရီကို3ခေါက်လောက်ဖတ်ရတယ်ဖတ်ပြီးရိုက်ပြီးသားဆင်းနေရောမရရသေးတဲ့ဆင်းတွေရောမျိုးလုံးထဲမှာပုံပေါ်ပြီးဒီကိုဦးဆိုတဲ့ဒီအမျိုးသားတယောက်ကိုငါဘလို့ပဲဖြစ်ဖြစ်အရန်ချစ်တယ်ဆိုတာကြီးကိုရွတ်နေရစိတ်ထဲကနေရွတ်နေရဘာလို့ဆိုမျိုးလုံးမှာမချစ်မှာဆိုလို့လေအဲ့ဒါလေဒါရိုက်တာတော့ချီးကျူးတယ်မချစ်သေးဘူးတဲ့ကိုရမသွားပါနဲ့ကိုရငါပြန်လာခဲ့မယ်လို့နှုတ်ငါပြောပြီးပြီလေကိုပြန်မလာတော့ဘူးဆိုတာကိုကျွန်မသိပါတယ်ကိုကိုစိတ်မဆိုးပါဘူးကျွန်မရဲ့ကဲကျွန်မဝဲကျွန်မယူကြုံးမရဖြစ်မိတာဘာမှမရှိတဲ့ဒီလိုနေရာမျိုးမှာငါထမင်းစားအောင်တက်တက်နဲ့အသက်ဆက်ရှင်ရမှာလားဒိဗေမှမရှိတာဟာနင်းရလေအရင်တော့ကဆိုထမင်းတောင်မစားနိုင်ပဲနဲ့အရက်တောက်ပြီးတော့ပဲနေလာခဲ့တာလေနေရာငါ့ကိုလောင်ဝင်ထဲမှာထက်အစာဝတ်အောင်ကျွေးပြီးတော့အိမ်မွေးတိတ်ဆန်တဲ့ကောင်ကိုမွေးထားမလို့လားအမတားမရဘူးဆိုတော့လည်းသွားပေါ့မတားတော့ပါဘူးဒါပေမဲ့ကိုကိုတခုတော့မှားလိုက်တယ်ကိုရဲ့ဘဝမှာလေကျမဖြည့်စည်းမရဘဲကွက်လိုက်ရှိလာခဲ့ကိုအချိန်မီပြန်လာခဲ့ပါတော့ပြီးရောဒီဘိုးတော်ကင်းဇက်ကားနဲ့ကိုကဒီ Academy စကားတင်ဝင်တော့ပေါ့နော်ကိုကဒီစင်မြင့်အောက်ကနေမမရဲ့ဒီကိုခံစားရတဲ့ဒီ feeling ပေါ့နော်ဒီခံစားမှုကတိတ်တော့ဘယ်လိုများဖြစ်ခဲ့လဲဆိုတာလည်းပြပြပေးပါအောင်ရှင်ဟုတ်အဲ့တော့ကဒီမရရဆိုကျူးလေးရလေမရဘူးပဲထင်ပြီးတော့လုံးဝစိတ်ကိုလေအဲ့လိုအရင်နှစ်တရားမှလေကယ်မီနာနေပြီဆိုရင်အဲ့လိုဖျားတွေရှိခိုးတယ်အဲ့လိုမျိုးပေါ့နော်ရေတရားတွေပါကြီးချီတယ်အမယ်လှုပ်လိုက်သေးတယ်ကိုကပါရမလေဟာတာကားလေးတွေပါလိုက်ဘာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးရုပ်ရှင်ကားပါတယ်ဆိုတော့အဲ့လိုဒီနှစ်တော့စိတ်ကိုလုံးဝရှော့ချထားတယ်ဝေါ်ရီမများဘူးကိုနဲ့ထိုက်တန်ရလိမ့်မယ်ဒါပေမဲ့ကားကောင်းနေရလည်းအများကြီးပဲကိုတွေ့ရတဲ့လောက်ကအဲ့လိုမျိုးပေါ့နော်ဒီဇက်ပို့စကားတင်နေမှာဆိုလေအရန်ကောင်းတဲ့အရန်အားကောင်းတဲ့တယောက်ဆောင်နေရှိရဲ့အဲ့တော့ပြီးတော့စကားတင် nomination ၄ခွက်ပြတဲ့အချိန်မှာလေသူလက်ခုပ်တွေတီးပြီးအမအေးပေါ့အဲ့ခါဟဲသူညီမလေးအဲ့လိုနဲ့ကို့လှည့်လဲကြောင်အကုန်လုံးဝိုင်းပြီးလဲကြိုတယ်ညီမလေးလဲပါပြီဆိုတော့ပါပြီပေါ့တကယ်လဲကျင်ကြောင်နာမည်နှလုံးထဲထိလဲကိုမဟုတ်ဘူးပဲအဲ့လိုပဲနေတာအဲ့ဒါချူလေးဆိုခြေထောက်ကဘလို့ရက်သွားလဲမသိဘူးအမတရားရေပေါ့အကဲဖြတ်တိုင်းများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ပြီးတော့ချူလေးကိုမွေးဖွားပေးရဲ့ချူလေးရဲ့မိဘနှစ်ပါးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီအနုပညာလောကတွေကိုစားရောက်တဲ့အချိန်မှာပညာကိုဆုံးခန်းတိုင်အောင်သင်ပေးပြီးတော့အနုပညာလောကတွေမှာဆက်ပြီးရှောက်လန်းခွင့်ပေးတဲ့ဆရာအကယ်ဒမီဦးစောမြေဦးနဲ့ဆရာဦးအောင်ဩဘာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဘိုးတော်ကေးဆိုတဲ့ရုပ်ရှင်ကားကြီးကိုရေးသားပေးတဲ့ဇက်ညွန်းဆရာတက်ဦးမောင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့စ
မ်းဝင်းမော်ဆိုတဲ့ကောင်မလေးကဝေကျွေးကြီးလောက်အောင်အချစ်တွေကိုအင်မတန်မှကိုချစ်ပြီးတော့စမ်းဝင်းမော်ဆိုတဲ့ကောင်မလေးဖြစ်သွားအောင်လို့ပုံဖော်ပေးတယ်ကိုဦးလို့ခေါ်တယ်အကယ်ဒမီကိုမြင့်မြတ်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ငငယ်ကလေးကလည်းဒီအကယ်ဒမီပေးပွဲတွေကိုကြည်လာခဲ့ရတာဟိုနဲမနေတော့ကလည်းသူများရင် TV ကိုလည်းအဲ့လိုပေါက်လေးကနေချောင်းပြီးအဲ့လိုမျိုးကြီးကြည့်ခဲ့ရတာဆိုလေအဲ့တော့ကလည်းအဲ့လိုမျိုးနော်အနုပညာရှင်တွေအဲ့လိုပျော်ကြတယ်ပေါ့ကိုယ်လည်းကြတော့ဘလို့ရက်သွားမှန်းတော့မသိဘူးအဲ့လိုပေါ့ဒါပေမဲ့စင်ပေါ်မှာတော့အယောင်ယောင်အမှားမှားအလွဲလွဲအချော်ချော်လုံးဝမဖြစ်ခဲ့ဘူးပေါ့နော်တကယ်ကျေးဇူးတင်ရမယ်တခုအများဖြစ်ခဲ့အမြဲတမ်းလွဲနေကြဆိုအဲ့အကြောက်ဆုံးပဲငါ့ကိုခွင့်လို့ပေးပါလို့ပြောတဲ့စကားလွဲပြီးတော့ငါမပြောစရာစကားမရှိတော့ဘူးဆက်တီကိုဦးနဲ့ဖောက်ပြန်ခဲ့တာတဲ့အတွက်ငါဖယ်တော့မှနောက်ထားရမှာမဟုတ်တယ်လို့အစားနဲ့ထပ်ပြီးစားမယ်ဆိုရင်လည်းငါထပ်ပြီးတော့ဖောက်ပြန်မိအောင်ပါပဲကိုဦးဖတ်လာရင်လည်းငါအကမ်းမအာမငါအရာမသိညံမဲ့တာပါငါအလောက်ထိကိုဝှကျွေးကြီးတာပါဒီဆက်လက်ပြီးတော့ပေါ့နော်ဒီနောင်လာမဲ့ဒီလာမဲ့ဒီခုနှစ်တည်းပါပေါ့နော်ဒီမှာဆက်ရိုက်မဲ့ဒီဇလန်တွဲပေါ့နော်ဒီစကားယုံတင်ကားကြီးကြီးရောရှိသေးလားမသိဘူးရှင့်ဟုတ်ဒီနှစ်ထဲမှာတော့ဂျူလေးဇလန်တွဲထက်ရိုက်ထားတာလည်းမရှိဘူးထက်ရိုက်ဖို့လည်းမရှိသေးဘူးပေါ့ဂျူလေးဇလန်တွဲကိုခဏလေးနားထားတယ်အဲ့ဒါလေဇလန်တွဲကပိုပင်မန်းတယ်ရက်တွေလည်းအများကြီးလားတွေလည်းအများကြီးနေရောညရောအကုန်အချိန်ပေးရတယ်ပေါ့နော်အဲ့တော့မိသားစုထဲမှာလည်းကျမကြီးအချိန်တွေကလည်းအဲ့လိုစောင့်နေရလဲပါရတော့ဇလန်တွဲကိုခဏဂျူလေးနားလိုက်တယ်ဆိုတော့ဒီနှစ်ကုံနဲ့ဒီဂျူလေးမရိုက်ဖြစ်လာဘူးထင်တယ်အဲ့ဒါကလည်းပရိသတ်တွေကိုလွမ်းစေချင်တာပေါ့နော်လွမ်းစေချင်တာဂျူလေးကြည့်ချင်တယ်ဆိုတာမျိုးလေးဖြစ်တဲ့အထိကိုလွမ်းစေချင်တာရိုက်ထားပြီးသားနောက်ထပ်ဇလန်တွဲ2ခုလောက်တော့ရှိသေးတယ်အဲ့ဒါတော့လွင့်ဘယ်တော့လောက်လွင့်မလဲတော့မသိဘူးပေါ့နော်လွင့်လောက်တယ်ရုပ်ရှင်ကားကြီးထဲမှာဆိုရင်တော့ဒရာမာကတော့လေအဲ့လိုငိုရတဲ့ heavy drama ကတော့တကားလောက်ပါမယ်ဟာတာမဟုတ်ဘဲနဲ့အဲ့လို fancy ဖြစ်တဲ့ကားမျိုးပေါ့အဲ့လို drama ပဲပြောရမလားဟိုကလေးစားချီရပဲပြောရမှာအဲ့လိုကားမျိုးလေးတွေလည်း3ကား4ကားလောက်တော့ရှိတယ်တကယ်ကိုရည်ရစေမယ်ဟာတာကားကြီးတွေလည်းရှိသေးတယ်ဟုတ်လက်တလောတော့ဂျူလီခဏနားနေတယ်ရုပ်ရှင်တယ်လေဟာတာဆိုတော့နားလိုက်အောင်မယ်ပေါ့ဟာတာခဏနားလိုက်အောင်မယ်ပေါ့အဲ့လိုနဲ့နားထားပါတယ်ကဲပါမအလက်ခေါက်ဆွဲဆိုင်ရာစပွဲတို့ကလေဆိုင်ရာအမိုက်စားပဲဒီပါကျုပ်စပွဲတော့ပေါ့ကျုပ်ပစ္စည်းတာပွဲနားလဲလားအတူတူပါပဲအေးမစမေးပေးပါပါခဏနေပါဘူးလို့လောတာရောဘယ်ဘောလို့လဲ900ဖြန်းအောင်လေ900ဟုတ်ပြန်ပါလေကျွန်တော်ခေါက်ဆောင်ပေးခဲ့တာ900ကျွန်တော်900ပြန်မယ်လိုက်အဲ့လိုလာမပြောနဲ့လေရမလားဒီမှာဒီခေါက်ဆွဲကိုကျွန်မအမြဲတမ်းဝင်စားနေတယ်နော်တကူကို1500 3ခု4000ပေး900ပါပြီခမမျိုးစမ်းရှင်းသွားမေးကျုပ်လည်းလက်မပြန်မယ်လိုက်ဘူးအဲ့ဒါရှင်းကိစ္စလေးရှင်းချင်သွားတော့မှလေကျွန်မတို့900ပေးရအောင်မရှိရှိတယ်မင်းကလေးနေအောင်900လေးပြန်ပေးအောင်ခမတောင်းရင်စိုက်ချင်ရသွားတော့โอเคစပွဲတို့ကလည်းโอเคပြောတတ်တာခုလက်ရှိမှာပေါ့နော်မမဒီယုံတင်စကားရဲ့လက်စထိုက်တွေတက်တယ်ဒီ hit ဖြစ်နေတဲ့မင်းသမီးတယောက်ဖြစ်တဲ့အတွက်ပေါ့နော်ဒီအောင်မြင်မှုပေါ့နော်ဒီအောင်မြင်မှုဆိုတာဘယ်လိုမျိုးရေရှည်ထိမ့်သိမ့်ရလဲဆိုတာကိုလည်းဒီအမဘယ်လိုခံယူချက်ထားလဲဆိုတာပြပြပေးပါအောင်ရှင်ဟုတ် hit ဖြစ်တယ်လို့ပြောရနေတယ်အရင်ကျေးဇူးတင်နေပါဟုတ်ကဲ့ပါဟုတ်ဒီရှေ့ကအနုပညာရှင်ကြီးတွေပြောသွားတဲ့အတိုင်းပဲပေါ့နော်အောင်မြင်မှုဆိုတာလည်းဘယ်တော့မှဟိုရက်တန်သွားရဲဆိုတာလည်းမရှိဘူးပေါ့နော်ပြီးတော့ကိုအောင်မြင်နေပြီဆိုပြီးတော့လည်းရက်တန်လိုက်လို့လည်းမရဘူးပေါ့နော်ဒီထက်ပိုပြီးတော့မအောင်မြင်အောင်မှဒီထက်ပိုပြီးတော့မနှိမ့်ကျသွားအောင်ရေရှည်တည်တတ်အောင်ထိန်းရမယ်ဆိုတဲ့အရာတစ်ခုကလည်းဒီစလုတ်ကလေးကိုစိတ်ထဲမှာအမြဲတမ်းဆွဲကပ်နေတာပြိတ္တမမေ့အောင်နေတယ်ဘလောက်ထိပြိတ္တမမေ့အောင်နေလဲဆိုရင်ဇလန်တွဲကပြနေတယ်ပေါ့နော်ပြီးသွားပြီကိုရိုက်ထားတဲ့ကားလည်းဒီနှစ်ထဲမှာမပါသေးဘူးနောက်နှစ်လောက်မှပါမယ်ဆိုတော်တော်ဆော်လိုက်တယ်တော်တော်ဆော်လိုက်တော့တော်တော်ထဲမှာပြိတ္တတွေကမှတ်မိသွားရောအဲ့ဒီကနေမှတခါဘလောက်တောင်တော်တော်ဆော်တာများသွားလဲဆိုပြိတ္တတွေကလေအနုပညာလုံနေလူလို့တော့မထင်ဘူးတော်စောနေတဲ့ကောင်မလေးတယောက်လို့တောင်ထင်တဲ့အထိပေါ့နော်ဟုတ်ကဲ့ပါမမဒါတကယ်ကိုညီမတော်တော်ဒီအမှတ်ရစရာစကားလေးတွေပါပေါ့နော်ဒီမမရဲ့ဒီအောင်မြင်မှုပေါ့ပေါ့လေဒီကျေးဇူးတင်ထိုက်သူဘယ်သူများရှိမလဲမသိဘူးရှင်အကုန်လုံးပဲ
ကိုမိဘနှစ်ပါးကျေးဇူးတင်ရမယ်ပြီးတော့ကိုပညာကိုဆုံးခန်းတိုင်အောင်သင်ပေးရဲ့ဒီကိုမိဘတွေတော့၎င်းကိုရဲ့ပေါ့နော်ဒီဆရာဦးစောမြင့်ဦးဆရာဦးအောင်ဩဘာဆိုတာဒီအမှုပညာလောကနဲ့ပညာရေးဂျားထဲမှာစကူးမကူမေဆုံးသွားတဲ့အချိန်မှာတဲ့မမတ်ဖြစ်အောင်လမ်းမမရအောင်ပေါ့နော်ဝိုင်းဝန်းပြီးတော့ဒါထိမ့်ပေးကြတဲ့ဒါကိုရဲ့ကျေးဇူးရှင်ဆရာသမားတွေအဲ့ရနေမှဒီ MRTV4 ကိုရောက်လာတော့ MRTV4 ရဲ့ဆရာဦးဝင်းမော်အန်ဒီလေးတို့ပြီးတော့ဒါကိုကျေးဇူးတင်ရမယ့်သူတွေပဲပေါ့နော်ပြီးတော့နောက်ထပ်ကျေးဇူးတင်ရမှာဆရာဦးငင်းမင်းအဲ့တော့ကျေးဇူးရှင်တွေကတော့ဘွားမှာအများကြီးပဲပြီးတော့မေဆုံးသွားတဲ့အချိန်မှာလက်တွဲခဲ့တဲ့တငယ်ချင်းတွေသူတို့ဆိုလည်းအဲ့လိုပဲတယောက်ဆိုမိတ်ကလိမ့်ပြီးတယောက်ဆိုအင်ကြီးသွားရှာပေးတယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့နောက်ထပ်ရှိတဲ့တငယ်ချင်းမိသားစုပေါ့အမှ4နှစ်တောင်နေခဲ့ရတာပေါ့နော် NDA တို့မိသားစုအများကြီးပဲဘွားမှာခုနကပြောသလိုလူကောင်းတွေနဲ့ပဲတွေ့တယ်အဲ့လူကောင်းတွေကလည်းကိုယ့်ကိုအမြဲတမ်းဟိုလက်ကမ်းကူညီတဲ့သူတွေပဲပေါ့နော်အဲ့တော့ကျေးဇူးရှင်တွေအများကြီးပါပဲဟုတ်နေ့အမေနဲ့နေ့ယောက်ျားနဲ့အတူတူတဝိုင်းနဲ့ထိုင်ပြီးတော့ဖဲရိုက်နေရဲဆိုတော့မသိရောသိရလားဟမ် ဒီဘာလာပြောနေမဟုတ်တိုင်းလာပြောနေကြတယ် ဘာတုံလုံးနေတာလဲမဟုတ်ဘူးဆိုရင်မဟုတ်ဘူးညင်းလိုက်ပေါ့ဘာဖြစ်လို့လဲကျွန်တော်သားမိကူလီကူမာလှုပ်ပြီးလိန်ထားတာငါသိသွားလို့အရန်ကြောက်နေတာလားရုရညပစက်ကိုပိတ်ထားလိုက်တော့နင်ဘာလာပြောနေရလဲငါဘာမှမသိ မသိဘူးဟဲ့လားမသိဘူးဆိုလည်းပြရသေးတာပေါ့ ဒီဖန်သားပြန်ကြည့်ရှုနေတဲ့ပရိသတ်တွေအတွက်ကောဒီမမရဲ့ချစ်ပရိသတ်တွေအတွက်ကောစကားလက်ဆောင်လေးပါပေးပါအောင်ရှင် ချူလေးကိုပထမဆုံးစသည့်ရဲ့အခြေအနေစပြီးအခုချိန်ထီကိုပေါ့နော်လိမ္မာတာရောမလိမ္မာတာတွေရောအကုန်လုံးနားလည်ပြီးတော့ချစ်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ချစ်ရတဲ့ပရိသတ်ကြီးလည်းပေါ့နော်အခုဆိုပို့ပြီးတည်လာတယ်ကျန်းမာနဲ့ဘောနော်ဟိုကျန်းမာမှလူတယောက်ကကိုလှုပ်ချင်တာအကောင်းဆုံးလုပ်လို့ကျန်းမာရေးကိုဂရုစိုက်ပါစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းပြည့်စုံပါစေလို့ရင်ဆန္ဒတစ်လုံးလုံးကပြည့်ပါစေချူလေးလည်းအများကြီးစူးစမ်းနေပါတယ်ဆက်ပြီးအားပေးပါအောင်လို့ပြောချင်ပါတယ် ဟုတ်ကဲ့ပါရှင်အမကျေးဇူးတင်ပါတယ်ညီမတို့ရဲ့ဒီဘဝနဲ့အနုပညာဒီအစီအစဉ်ကိုလည်းလာရောက်ပြီးတော့ဒီဖြည့်ချပေးရတဲ့အတွက်လည်းမမကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်